ကျွန်တော်လက်ထက်မှာကင်ထားတဲ့ပစ္စည်းလေးကဖုန်းဆော့ကစ်ပြားလေးတစ်ခုပါရေဝင်တဲ့ဖုန်းတွေကိုဘာကြောင့်ဆက်အိုးတွေကိုမထည့်တင်တာလဲဘာဖြစ်လို့မလုံလောက်တာလဲဆိုတော့ဒီဗီဒီယိုလေးနဲ့တော့ရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်ဒီဘူးလေးထဲမှာရေထည့်ထားပါတယ်ဒီထဲကရေကိုကျွန်တော်ဘက်ထရီတက်ထားတဲ့ဖုန်းဆော့ကစ်တွေကိုထည့်ပြီးတော့ microscope အောက်မှာကြည့်မှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်ဘက်ထရီကိုတက်မှာဖြစ်ပါတယ်ကျွန်တော်တို့ဘက်ထရီတက်ပြီးသွားတဲ့အခါမှာဘက်ထရီထဲမှာရှိတဲ့လျှက်စစ်ဘိုးအားတွေဟာဆော့ကစ်ပြားပေါ်မှာစတက်မိုင်ဘိုးအနေဖြင့်ရောက်ရှိနေမှာဖြစ်ပါတယ်အဲ့ဒီဘိုးတွေဟာဖုန်းပါဝါပိတ်ထားရင်တော့မှရောက်ရှိနေမှာဖြစ်ပါတယ်ဖုန်းဘက်ထရီကုန်မသွားမချင်းဘူးဒီလမ်းကြောင်းမှာရှိတဲ့နီနေတဲ့နေရာလေးတွေတစ်ချောင်းမှာကျွန်တော်ဘက်ထရီရဲ့ဘိုးတွေတစ်ခုကရောက်နေမှာဖြစ်ပါတယ်ခုလက်ရှိနီနေတဲ့နေရာလေးက VP ဘိုးပါဒီကောင်လေးက VPH power ဘိုးပါဒီဘိုးနှစ်ခုလုံးကဘက်ထရီတက်ထားတာနဲ့ဖုန်းဆော့ကစ်ပြားပေါ်မှာအလိုအလျောက်ရှိနေမဲ့ဘိုးတွေဖြစ်ပါတယ်အကယ်၍ဘက်ထရီတက်ထားတဲ့ဖုန်းတစ်လုံးမှာရေဝင်နေခဲ့တယ်ဆိုရင်ကျွန်တော်တို့ဘာတွေဆက်ဖြစ်သွားမလဲဆိုတော့ microscope အမှာအသေးစိတ်ကြည့်လိုက်အောင်ဘက်ထရီတက်ပြီဆိုတော့ကျွန်တော်ဆော့ကစ်ပြားပေါ်ရေစပြီးတော့ထည့်လိုက်အောင်ဒီနေရာမှာဗီဒီယိုရမ်းရှည်သွားမှာဆိုတဲ့အတွက်ကျွန်တော် speed လေးနည်းနည်းမြှင့်ပေးထားပါတယ်ရေထည့်တဲ့ချင်းမှာပဲကျွန်တော် electrochemical reaction ကြောင့် oxidation တွေဖြစ်ပြီးတော့ရေလေးတွေကမြုပ်တက်လာပါတယ်အခုလိုမျိုးမိနစ်ပိုင်းအတွင်းမှာလည်းကျွန်တော်တို့ဒီဖုန်းဆော့ကစ်ပြားပေါ်မှာရှိတဲ့ရေတွေကဒီလိုမျိုးတွေစနေပြီးတော့ဖြစ်လာပါတယ်ကဲ၍ဒါကျွန်တော်တို့ဘက်ထရီကိုဖြုတ်လိုက်မယ်ဆိုရင်ဒီဖြစ်စဉ်ဟာရပ်တန့်သွားမှာဖြစ်ပါတယ်ကဲ၍မိတ်ဆွေဖုန်းကရေဝင်သွားခဲ့တယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးလုပ်ရမှာကဖုန်းကိုပါဝါပိတ်လိုက်ပါအာသွင်းညိုလုံးဝထိုးမကြည့်ပါနဲ့ဆန်အိုးတွေကိုလုံးဝမထည့်ပါနဲ့ဘာကြောင့်လဲဆိုရင်အရင်တော့ကဖုန်းတွေကကျွန်တော်တို့ဘက်ထရီအရှင်နေဖြစ်ပါတယ်ကိုယ်တိုင် user ကိုယ်တိုင်ဘက်ထရီကိုဖြုတ်ပြီးတော့ထားလို့ရရင်ကျွန်တော်ရေငွေ့တွေပြန်တော့ကျွန်တော်ဆန်အိုးတွေကိုထည့်တဲ့နည်းလမ်းကတော့အလုံးမဖြစ်ဘူးမဟုတ်အလုံးတော့ဖြစ်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းဘက်ထရီတွေကဒီလိုမျိုးအတွင်းပိုင်းမှာ connector တွေနဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် user ကိုယ်တိုင်ကဖြုတ်လို့တက်လို့မလွယ်ပါဘူးဗျ user ကိုယ်တိုင်ဖြုတ်လို့တက်လို့မလွယ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဖုန်းထဲမှာရှိတဲ့လျှက်စစ်ဘိုးအားတွေကအားကုန်မသွားမချင်းဒီလျှက်စစ်ပလန်တွေမှာရှိနေမှာဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြခဲ့သလိုပဲအဲ့ဒီထဲမှာရေတွေဝင်သွားခဲ့တယ်ဆိုရင် oxidation ဖြစ်ပြီးတော့ဒီမလိုအပ်ဖက်နဲ့ IC တွေ component တွေကိုလောင်ကျွမ်းပျက်စီးတော့မှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေရဲ့ဖုန်းကရေဝင်သွားခဲ့တယ်ဆိုရင်နေ့ဆက်ရဖုန်းပြင်ဆိုင်တစ်ခုခုသွားပါပြီးရင်ရေဝင်သွားတဲ့အကျိုးအကြောင်းကိုပြောပြပါရေဝင်တာကိုတည်တည်ချင်းချက်ချင်းတော့ပြန်နိုင်ရင်ပို့ပြီးတော့အဆင်ပြေပါတယ်။ဘာကြောင့်လဲဆိုတော့အချိန်ကြာလာတာနဲ့အမျှကျွန်တော် oxidation ဖြစ်ပြီးတော့မလိုအပ်တဲ့ဖက်နဲ့ IC တွေ component တွေ circuit balance တွေပျက်စီးသွားနိုင်ခြင်းများပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။